မိနစ်ပိုင်းအတွင်းပို့လောရိုက်သွားတဲ့အိမ်မြတ်သူရဲ့သမတ်စင်က Boss အိမ်မြတ်သူကတော့သူမသမတ်စင်ကမှာပါဝင်တာကိုပရိသတ်တွေကိုပျော်ပြချင်စောတွေညားနေခဲ့ပြီးတော့သူမအကောင့်မှာရှက်မှာပြီးတော့ post တင်လာခဲ့ရပဲဖြစ်ပါတယ်။ post တင်ပြီးမိနစ်ပိုင်းအတွင်းမှာပဲပြန်ဖြတ်သွားပြီးမဲ့လေခဏလေးအတွင်းမှာပဲတော်တော်များများသိကုန်ကြပြီး social media မှာပို့လောထသွားခဲ့ပါတယ်။ရွှေသမင်လေးကိုစပြီးတော့မိတ်ဆက်ကလေးကဆယ်လီစုံထောက်ပါမကပရိသတ်တော်တော်များများကပါအိမ်မြတ်သူဆိုပြီးခံမှန်းခဲ့ကြပြီးနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ရကနေအခုလာမယ့်အပတ်မှာတခြားမျက်နှာဖုံးရှင်တို့နဲ့ပါဝင်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အိမ်မြတ်သူအနေနဲ့အရန်တွေစိတ်လှုပ်ရှားလွန်သွားပြီးစေတနာအမှားဖြစ်သွားခဲ့ပေမဲ့လည်းစီမင်းစည်းကမ်းအရတော့ရော်ကြီးပေးရတော့မှာပဲဖြစ်ပြီးပရိသတ်တွေကတော့သူမအတွက်စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။တချို့ကြတော့လေဒီတစ်ပတ်အတွက်အရန်စိတ်လှုပ်ရှားနေခဲ့တာကိုအခုလိုပေါ်သွားတဲ့အတွက်စိတ်လှုပ်ရှားစရာမကောင်းတော့ဘူးဆိုတာပြောနေကြတာပါ။ဒါပေမဲ့လည်းမထင်မှတ်ထားတဲ့သူတွေထပ်ပြီးပါဝင်လာဖို့ရှိရကြောင်းဘယ်သူတွေပါဝင်လာအောင်မလဲဆိုတာကိုတော့ရှင်းခုံစောင့်စားစရာပါပဲပရိသတ်တို့ရောပထမရှင်ပြိုင်မှုမှာမျက်နှာဖုံးပိုင်ရှင်တွေကိုခန့်မှန်းတာမှန်ကြရလားဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်